မင်္ဂလာသတင်းပြပြပါမယ်ကမ္ဘာရေနံဈေးဟာဒီနေ့တနေ့တည်းမှာပဲ17ရာခိုင်နှုန်းကျဆင်းလာပြီးတော့ဒလာလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်22ရာခိုင်နှုန်းဆက်လက်ပြီးတော့ကျဆင်းနေတာကိုတွေ့ရှိရပါတယ်ကြောက်အလန့်နဲ့စီတွေဝယ်စုမနေကြနဲ့ပေါ့နော်အီရန်နဲ့အမေရိကန်နဲ့သဘောတူညီမှုရတော့လို့ဟော်မုန်းကြီးလက်ကြောင်းဖွင့်လိုက်ပြီနော်ပြန်ပြီးတော့ရေနံသေးတွေဓာတ်ရိုက်ပြန်ထိုးကြနေပြီနော်နောက်ဆုံးရရှိထားတဲ့သတင်းမှာအီရန်ကသူတို့ပိတ်ဆို့ထားတဲ့ဟော်မုန်းရည်တဲ့ကြားကိုဖွင့်ပေးလိုက်ပြီးဆိုပြီးတော့မှအစောပိုင်းကပဲကြေညာလာပါတယ်ဟော်မုန်းစီတဲ့ကြားကြီးမှာပိတ်မိနေတဲ့တင်မောတွေအားလုံးကိုထောက်ခေါက်ခွင့်ပေးလိုက်ပြီးတက်သုံးစီနဲ့ရေနံဈေးတွေပြန်ကြပါတော့မယ်ဟော်မုန်းရည်တဲ့ကြားပြန်ပွင့်ပါပြီနေ့တက်မှာတော့ကျွန်တော်တို့ဝမ်းသားစရာသတင်းနေနဲ့ကျွန်တော်စားခဲ့ပြီပေါ့ဗျာကျွန်တော်တို့အခုဆိုရင်လည်းဓာတ်ဆီဒီဇယ်စီဈေးတွေကဆိုရင်မကြာမီချင်းတွင်မှာကျွန်တော်တို့ဒါကြာဆင်းတော့မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုချိန်မျိုးမှာဆိုရင်ကျွန်တော်တို့အီရန်နဲ့ကျွန်တော်တို့အမေရိကန်တို့ကဆိုရင်ကျွန်တော်တို့ဒါညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီးတော့ကျွန်တော်တို့ဒါအခုဆိုရင်ဟော်မုန်းဂျီလေကြားကြီးကိုကျွန်တော်ပြန်လည်ဖွင့်ပေးလိုက်ပါပြီ။ဒါကြောင့်မို့ကျွန်တော်တို့ဒါဓာတ်ဆီဒီဇယ်တွေကဆိုရင်မကြာမီချိန်တွင်နေမှာအရင်လိုပုံမှန်လေပတ်တော့မယ်ဆိုတဲ့အကြောင်းကိုဒီနေ့ဗီဒီယိုဖိုင်လေးမှာပြောပြပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့သတင်းပြေဆုံးလေးကျွန်တော်လိုက်ပါကြည့်ရှုပေးပါအောင်နော်။ကြောက်အလန့်နဲ့စီတွေဝယ်စုမနေကြနဲ့ပေါ့နော်အီရန်နဲ့အမေရိကန်နဲ့သဘောတူညီမှုရတော့လို့ဟော်မုန်းကြီးလက်ကြောင်းဖွင့်လိုက်ပြီနော်ပြန်ပြီးတော့ရေနံသေးတွေဓာတ်ရိုက်ပြန်ထိုးကြနေပြီနော်အမေရိကန်မှာတော့တရားပြန်ရောက်သွားပြီတဲ့နော်ရေနံသေးတွေထိုးကြနေပြီကြောက်အလန့်နဲ့ဝယ်စုမနေကြနဲ့စီတွေကောင်းပါလားစီသေးတွေပြန်ကြပြီပုံမှန်တိုင်းပြန်ဖြစ်ပြီနော်မကြာသေးခင်ကပဲအီရန်နိုင်ငံသားရေးဝန်ကြီးကသူ့ရဲ့ social media မှာတင်လာပါတယ်အစ္စရေးကလက်ဘနွန်ကိုတိုက်ခိုက်နေတာတွေကိုရပ်တန့်ပြီးတော့လက်ဘနွန်အစ္စရေးတို့ဟာအမေရိကမှာမျက်နှာစုံညီတွေ့ဆုံပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်သွားတဲ့အတွက်ကြောင့်မလို့အီရန်ဘက်ကလည်းဟော်မုန်းစီလက်ကြားကြီးမှာပိတ်မိနေတဲ့တင်မောတွေအားလုံးကိုထောက်ခေါက်ခွင့်ပေးလိုက်ပြီးဟော်မုန်းစီလက်ကြားကြီးကိုအားလုံးအတွက်ကိုဖွင့်ပေးလိုက်ပြီးဖြစ်ကြောင်းအီရန်နိုင်ငံသားရေးဝန်ကြီးက social media မှာပြီးခဲ့တဲ့နိုင်ပိုင်းကနေပြီးတော့ကြေညာသွားပါတယ်ပြီးခဲ့တဲ့ရက်ကလည်းအမေရိကကဒီဟော်မုန်းစီလက်ကြားကြီးကိုသူ့ဘက်ကပိတ်ဆို့ထားတာတွေကိုဖယ်ရှားပေးလိုက်တယ်တရုတ်ကိုစိတ်ချမ်းသာသွားအောင်ပျော်ရွှင်သွားအောင်ပြုလုပ်ပေးလိုက်တယ်ဆိုပြီးတော့ဒါအမေရိကန်ကလုပ်ပေးခဲ့တာရှိပါတယ်နောက်တစ်ခုကအမေရိကန်ရဲ့ဂျားဝင်စစ်ဆက်ပေးမှုနဲ့အစ္စရေးနဲ့လက်ဘနွန်တို့ဟာအပြစ်ခတ်ရဲစဲပြီးတော့အမေရိကမှာဆွေးနွေးခဲ့ကြပါတယ်ဒါကြောင့်လည်းအီရန်ဟာသူတောင်းဆိုထားတာတွေကိုရရှိသွားတဲ့အတွက်ကြောင့်မလို့ဟော်မုန်းစီလက်ကြားကြီးကိုဒါစီးပွားရေးလုပ်ငန်းသုံးတင်မောတွေအားလုံးတက်ကိုဖွင့်ပေးလိုက်ပြီးအမေရိကန်နဲ့ငြိမ်းချမ်းရေးတည်မြဲနေသူတွေဟော်မုန်းစီလက်ကြားကြီးဟာဆက်လက်ပြီးတော့ဖွင့်ထားမယ်ဖြစ်ကြောင်းအမေရိကန်ဒီအီရန်နိုင်ငံသားရေးဝန်ကြီးကကြေညာသွားခဲ့ပါတယ်နောက်ဆုံးရရှိထားတဲ့သတင်းမှာအီရန်ကသူတို့ပိတ်ဆို့ထားတဲ့ဟော်မုန်းရည်တဲ့ကြားကိုဖွင့်ပေးလိုက်ပြီးဆိုပြီးတော့မှအစောပိုင်းကပဲကြေညာလာပါတယ်ဒီကနေ့နှစ်ဆန်းတရက်နေ့မှာကျွန်တော်တို့အတွက်နောက်ထပ်ကြားရတဲ့သတင်းကောင်းတစ်ခုဖြစ်ပါတယ်မနေ့တုန်းကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်နေပြီးတော့မှသူတို့ပိတ်ဆို့ထားတဲ့အရာတွေကိုဖွင့်လှစ်ပြီးတော့မှမနေ့ပြန်စနေတနင်္ဂနွေနေ့မှာအီရန်နဲ့တွဲဆုံဆွေးနွေးဖို့ရှိတယ်လာမယ့်၄-၅ ရက်အတွင်းမှာလည်းအစ္စရေးနဲ့ဟစ်ဇ်ဘိုလာတွဲဆုံဆွေးနွေးဖို့အစီအစဉ်ရှိတယ်ဆိုပြီးတော့မှသတင်းကောင်းတွေပြောကြားခဲ့ပါတယ်အခုတော့ဒါအီရန်ကနေပြီးတော့မှတွဲဆုံဆွေးနွေးမှုအစီအစဉ်မတိုင်ခင်မှာသတင်းကောင်းထပ်ပြီးတော့